Hello အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့ပြောပြချင်တဲ့အကြောင်းလေးကဘာကိုပြောပြချင်တာလဲဆိုတော့ပေါ့နော်မင်ကားပေါ့နော်ငယ်စဉ်ကလေးကသူများလုပ်တွေလုပ်ရင်းကိုလုပ်တွေလုပ်ရင်းနဲ့ဟိုအရင်တော့ကသုံးနေတဲ့အကောင့်လေးမှာတင်ခဲ့ဘူးရပေါ့နော် financial freedom ရဖို့စူးစမ်းနေရပေါ့ financial freedom ရတဲ့ခါကြလို့ရှိရင်စာတွေလည်းရေးချင်တယ်ဘွားတွေအကြောင်းလည်းပြောချင်တယ်ဆိုပြီးတော့ပြောပြခဲ့ဘူးရပေါ့နော်အဲ့တော့ယခုလက်ရှိမှာကိုက financial freedom ရနေပြီလားမရသေးဘူးလားဆိုတာကိုတွက်ချက်တဲ့ဗီဒီယိုလေးရှိရပေါ့နော်တက်ချက်ထားတဲ့calculator လေးရှိတယ်အဲ့ဒီ calculator လေးကဘာပြောလဲဆိုတော့မင်က financial freedom ကို39နှစ်မှာရမယ်ဆိုပြီးတော့သူကပြောတယ်ပေါ့နော်ကိုတိုင်းမှန်းခဲ့တာလည်းအသက်40လောက်ရမယ်တော့ financial freedom ရကျင်တယ်လို့မှန်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ goal လေးကပြည့်တယ်ပေါ့နော်နောက်မှကြည့်ပေးနော်ဒါကပေါ့နော်ကို financial freedom ရောက်ပြီလားမရောက်သေးဘူးလားဆိုတာကိုထည့်ပြီးတွက်ချက်ထားတဲ့ app လေးပေါ့ကိုရောက်ပြီလားမရောက်ဘူးလားဆိုတာကိုသိဖို့အတွက်အဲ့ calculator လေးကို down ပြီးတော့တွက်ချက်လိုက်တဲ့အခါ39အဲ့မှာ39နှစ်ဆိုပြီးတော့အဖြေပေါ်လာတာပေါ့နော်အရန်ကိုပြောသွားပါတယ်ကိုချခဲ့တဲ့ target လေးမိ